မင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းမိန်စီတဲ့ဟင်းတစ်ခွက်ဖြစ်တဲ့အပြင်လောက်ရတာလေအရန်ကိုမှလွယ်ကူတဲ့ပဲပင်ပေါက်တုပ်လေးတုပ်စားကြရအောင်နော်ပဲပင်ပေါက်မှာဗီတာမင်နဲ့အမြင့်တက်လေးတွေကျွဲဝလို့ကျန်းမာရေးအတွက်အရန်ကိုမှအထောက်အကူပြုပါတယ်ရှင်ဂျူနီပုတ်ပွက်စုထဲမှာပဲပင်ပေါက်တစ်ထုပ်စာလောက်ကိုခုလိုမျိုးလေးပြုတ်ပေးထားလိုက်ပါတယ်ရှင်ကျက်သွန်ဒီအလုံးကြီးတစ်ချမ်းစာလောက်ကိုလည်းပါပါလေးတွေလိဖြတ်ထားပေးလိုက်ပါတယ်ရှင်ပဲမောက်ပြုတ်ထားတာလေးကိုရေးစစ်ပြီးတော့ထည့်ပေးလိုက်ပါတယ်စောကကျက်သွန်ဒီပပလိထားတာလေးထည့်ပါတယ်ရှင်စားအနှဲငယ်ထည့်ပါတယ်ကျက်သားမုတ်အနှဲငယ်ထည့်ပါတယ်ကျက်သားမုတ်နေရာမှာအချိုမုတ်သုံးမယ်ဆိုလဲရပါတယ်ရှင်ပစွန်ကြောက်ထည့်ပါတယ်ငံပြာရည်ထည့်ပါတယ်သမယာရည်ထည့်ပါတယ်ရှင်ရုပ်သီးကြက်မုတ်ကိုလည်းနှစ်စွန်းစာထည့်ပေးလိုက်ပါတယ်အဆက်ပမာဏကတော့မိမိစားနိုင်တဲ့လောက်ချိန်ပြီးထည့်လို့ရပါတယ်ရှင်ပဲကြက်မုတ်ထည့်ပါတယ်ကျက်သွန်ဒီစီချက်ထားတာလေးထည့်ပါတယ်ရှင်နနမင်လေးကိုလည်းအခုလိုမျိုးလေးညှက်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်နှမ်းထည့်ပါတယ်ပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်လို့ဖွားလေးနေရင်းနဲ့တုပ်ထားပေးလိုက်ပါတယ်ရှင်ကဲအခုဆိုရင်တော့ထမင်းပူပူလေးနဲ့အရန်ကိုမှလိုက်ဖက်လွန်းနဲ့ချင်းချင်းဆက်ဆက်ပဲပင်မောက်တုပ်လေးရပါပြီရှင်အားလုံးပဲလိုက်လို့စားလို့ရအောင်မျှဝေလိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်